အားမမင်္ဂလာပါဒီနေ့မှာတော့ဟန်နာကចောင်းသူလေးတယောက်တနေ့တအချောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟန်နာနေမကောင်းတယ်လို့အတန်နဲ့လက်နဲ့ဝင်နေအတွက်ဟန်နာတန်လေးကိုတစ်စိမ့်လောက်ကျေးဇူးပြုပြီးဒီကံမကျွေးဖို့တော့ဆိုချင်မှာဘေးနာကအတန်လေးတွေချင်လက်တစ်စိမ့်လောက်ကျေးဇူးပြုပြီးနားထောင်ပေးဖို့အတွက်တောက်ဆိုချင်ပါတယ်โอเคဆိုတော့စားလိုက်ကြရအောင်မနဲ့တောင်မိုးလက်မိပဲငါထားရတော့မယ်ချမဆောင်ရေးအရင်ကချိုးမယ်ဒီကောင်ကမင်းတော့မနဲ့ချမ်းမပဲသိနေဆော့ရှိသေးရပဲဒီနေ့ကဆော့ထားနေကွန်ပျူတာမှာကြည့်လိုက်ပါမနိုင်ထိုးချမ်းမရှိမရှိသေးတယ်ဆိုရင်တော့ချမ်းဆွဲချမယ်ညောင်လေးရေဆွဲချပြီဆိုရေချိုးရချမ်းမီရပြီရေတော့အေးတာပဲမချိုးတော့ဘူးတော်ပါပဲညအင်းကြီးထားလိုက်တော့ပြန်လာတော့ချိုးရပါမယ်ဒီချန်နေချမ်းချရမှာကျုံးလေးနေကြရလိုက်ကြမယ်စပယ်နမ်စီတော့ပါဖတ်လာလိမ့်ချက်တော့လိုက်တော့အင်ပြန်ရင်